ဖယားသခင်ခွင့်မလွတ်နိုင်သေးတဲ့အပြစ်ဆိုတာဒီကနေ့တိုင်အောင်မရှိသေးပါဘူးကျွန်တော်ခဏပြောတယ်အခုလည်းပြန်ပြောမယ်ဖယားသခင်ခွင့်မလွတ်နိုင်တဲ့အပြစ်ဆိုတာမရှိဘူးတင်တာနောင်တမရသေးတာဖြစ်ပါတယ်နောင်တရမယ်တကယ်စစ်မှန်စွာဖယားသခင်ရှိမှဝန်ချတောင်းပန်တိုးဝင်မယ်ဆိုရင်ဖယားသခင်ကခွင့်လွတ်ပေးနိုင်တယ်ဖယားသခင်ခွင့်လွတ်ပေးပြီးပြီဆိုလို့ရှိရင်ဘာလာမလဲမင်္ဂလာလာမယ်ဖယားသခင်ခွင့်မလွတ်သေးဘူးဆိုလို့ရှိရင်တင်အပြစ်မဝန်ချသေးဘူးဆိုရင်အပြစ်တရားပဲပြည့်နေနေတဲ့အတွက်ကြောင့်တင်တက်တာထဲမှာဘာပဲပြည့်နေနေမလဲအမင်္ဂလာပဲပြည့်နေနေမယ်ဒါကြောင့်တင်လှုပ်လျာကိုင်လျာမှာအစင်မပြေဘူးအခက်ခဲတွေရှိတယ်လှုပ်တိုင်းမှာဘာမှအစင်ပြေမနေဘူးဘာကြောင့်လဲအပြစ်မဝန်ချလို့ဖယားသခင်စီမှာအပြစ်ကိုလှုပ်ထားတဲ့အပြစ်တွေကိုဖယားသခင်စီမှာမဝန်ချတဲ့အတွက်ကြောင့်ဘာလှုပ်အစင်မပြေဘူးဖြစ်နေတာဒါကြောင့်ချစ်တော်ညီကိုမောင်တော်မများနစ်မကုံခင်မှာတင်လှုပ်ခဲ့တဲ့အပြစ်တွေဖယားသခင်မကြိုက်တဲ့အပြစ်တွေအားလုံးကိုအပြစ်ဝန်ချတောင်းပန်ပါနောင်တရပါအပြစ်ဝန်ချတယ်ဆိုတာနဲ့နောင်တရတယ်ဆိုတဲ့အရာကကိစ္စရဲ့နှစ်ခုနော်အပြစ်ဝန်ချတယ်ဆိုတာကိုမားခဲ့တဲ့အရာအားလုံးကိုမားကြောင်းဝန်ချတောင်းပန်တာဖယားသခင်ရဲ့ခွင့်လွှတ်ခြင်းကိုရယူတာနောင်တရတယ်ဆိုတာကအမားကိုဆက်မလုပ်တော့တာအင်မတန်အရေးကြီးတယ်နော်ညီကိုမောင်မတို့အပြစ်ဝန်ချပြီးတော့မှဆက်လုပ်လိုက်ဝန်ချလိုက်ဆက်လုပ်လိုက်ဝန်ချလိုက်ဆိုရင်အမင်္ဂလာကပိုပြီးများလာမယ်တင်တက်တာထဲမှာဒါကြောင့်အပြစ်ဝန်ချတောင်းပန်တဲ့အနေနဲ့နှလုံးသားထဲကစစ်မှန်တဲ့နောင်တနဲ့ပြန်လာဖို့လိုတယ်အဲ့ဒီစစ်မှန်တဲ့နောင်တကအပြစ်ကိုနောက်တစ်ခါမလုပ်တော့ပါဘူးဆိုတဲ့ဆုံးဖြတ်ချက်နဲ့ဘုရားသခင်စီမှာတိုးဝင်ပါနှစ်မကုန်ခင်လေးမှာပေါ့နော်အိုးတလပိုင်းကနေ2လပိုင်း3လပိုင်းဒီကနေ့12လပိုင်းနှစ်ကုန်တော့မဲ့အထိကျွန်တော်တို့ပြောမဆိုမတွားမလာမလှုပ်မကင်မစဉ်းစားမတွေးခေါ်မဖယားကိုပြစ်မလူကိုပြစ်မနော်တိလက်နဲ့မတိဘဲနဲ့မအဲ့ဒီအမားတွေအပြစ်တွေအားလုံးကိုဖယားသခင်ရှေ့မှာဖယားသခင်ရှေ့မှာဝန်ချတောင်းပန်ပါမှန်ကန်တဲ့နှလုံးသားနဲ့ဝန်ချတောင်းပန်မယ်ဆိုရင်ဖယားသခင်ခွင့်လွှတ်ပါတယ်တကယ်လို့တင်ကိုယ်တိုင်ဆုတောင်းတဲ့အခါမှာအားမရဘူးတင်ကိုယ်တိုင်ဆုတောင်းတဲ့အခါမှာယုံကြည်ခြင်းမခံခန့်ဘူးဆိုရင်အမှုတော်ဆောင်တယောက်စီမှာတွားပြီးမှဆုတောင်းခံပါအပြည့်ဝန်ချဆုတောင်းခံပါအမှုတော်ဆောင်တွေကတင့်အတွက်ဆုတောင်းပေးပါလိမ့်မယ်တကယ်လို့တခြားအမှုတော်ဆောင်ရှာလို့မတွေ့ရင်ကျွန်တော်လာရှာကျွန်တော်ဆုတောင်းပေးမယ်နာမည်နဲ့ဘာလဲဘာအပြည့်ကိုဝန်ချခြင်းလဲလာပြောကျွန်တော်ဆုတောင်းပေးမယ် Messenger မှာ line မှာပြောကျွန်တော်ဆုတောင်းပေးမယ်အမှန်ကတော့အမှုတော်ဆောင်ဆုတောင်းမှဖျားနားညောင်းမယ်လို့မဆိုလို့နော်တင်တို့ကိုယ်တိုင်ဆုတောင်းလဲဖျားနားညောင်းတာပဲဒါပေမဲ့တင်ယုံကြည်ခြင်းမခံခန့်တဲ့အခါမှာတင်ကတိတ်ပြီးတော့မှအားမရတဲ့အခါမှာအမှုတော်ဆောင်တွေကိုဆုတောင်းခိုင်းလို့ရတယ်ဆိုမှကျွန်တော်လမ်းညွှန်တာဖြစ်ပါတယ်ဒါကဖယားသခင်ကိုပြစ်မှားတဲ့အရာဖယားသခင်ကိုအပြစ်ဝန်ချတောင်းပန်ဖို့ကျွန်တော်တိုက်တွန်းတာနှစ်မကုန်ခင်တင်ဟာယုံကြည်သူခရစ်ယာန်ဟုတ်တယ်ဆိုရင်ပြစ်မှားဘူးမှာပဲဟုတ်တယ်နော်လူတိုင်းပြည့်စုံတဲ့သူမရှိပါဘူးအနည်းနဲ့အများပြစ်မှားကြတယ်ကျွန်တော်အမှုတော်ဆောင်တွေတော့မှအားနည်းချက်တွေရှိတာပဲဒါကြောင့်ကျွန်တော်တို့အမှုတော်ဆောင်တွေလည်းနှစ်ကုန်မှာအမြဲတမ်းဝန်ချတောင်းပန်ရတယ်အဲ့ဒီအပြစ်တွေကိုနှစ်တစ်ထဲမှာမတည်သွားစေချင်တာမတည်သွားချင်တာဘာလို့လဲဆိုတော့နှစ်ဟောင်းကအပြစ်တွေနှစ်ဟောင်းကအညစ်အကြေးတွေနှစ်တစ်ထဲမှာတည်သွားလို့ရှိရင်အမင်္ဂလာပဲဖြစ်နေမယ်ဒါကြောင့်နှစ်ဟောင်းကအပြစ်တွေအညစ်အကြေးတွေကိုနှစ်ဟောင်းမှာပဲထားခိုင်းမှဝန်ချတောင်းပန်မှဒီမှာပဲထားခဲ့မယ်ကျွန်တော်နှစ်တစ်ဝင်တဲ့အခါမှာကိုတစ်စိတ်တစ်လူတစ်နဲ့ကောင်းကြီးမင်္ဂလာအတစ်တွေနဲ့ဝင်စားမယ်ဟာလေလုယာဒါကဘုရားသခင်ကိုပြစ်မှားတဲ့အရာဘုရားသခင်ကိုဝန်ချတောင်းပန်ဖို့ကျွန်တော်ခွန်အားပေးနေတာနောက်ပြီးတော့မှလူကိုပြစ်မှားတာတွေလူကိုပြစ်မှားရင်လည်းလူကိုတောင်းပန်ရမယ်နော်ချစ်တော်ညီကိုမောင်တို့တင်းရဲ့စကားကြောင့်တင်းရဲ့အပြုတ်မှုလေးကြောင့်တင်းရဲ့အမူအရာလေးတစ်ခုကြောင့်လူတွေစိတ်နာသွားတယ်ရင်နာသွားတယ်ထိခိုက်သွားတယ်အဲ့လိုမျိုးရှိကောင်းရှိနိုင်တယ်နော်တချို့ကတမင်တက်ကိုသူများကိုစော်ကားတာတမင်တက်ကိုသူများကိုပြစ်မှားတာတမင်တက်ကိုသူများကိုရန်သွားရှာတာဒါလည်းကျွန်တော်တို့အပြစ်ပဲတချို့ကျတော့မရည်ရွယ်ဘူးဒါပေမဲ့ကိုယ့်ရဲ့မရည်ရွယ်တဲ့စကားတစ်ခွန်းကြောင့်မရည်ရွယ်တဲ့အမူအရာတစ်ခုကြောင့်မရည်ရွယ်တဲ့ဟန်ပန်တစ်ခုကြောင့်သူတစ်ပါးစိတ်ထိခိုက်သွားတယ်အဲ့လိုမျိုးလည်းရှိတယ်ဒါကြောင့်တိလက်နဲ့အမားမတိဘဲနဲ့အမားဆိုတာရှိတာပေါ့ဆိုတော့ချစ်တော်ညီကိုမောင်တို့တင်ပြစ်မှားဘူးတဲ့လူတွေရှိလားတင်မိခင်ဖခင်တို့မို့တင်မိသားစုဝင်ညီအကိုမောင်တို့ဘေးပတ်ဝန်းကျင်အသင်းသူအသင်းသားနော်အသင်းသူအသင်းသားတယောက်ကိုတယောက်စကားခေါ်မပြောပဲအခုထိရှိနေသေးလားရှိနေသေးတယ်ဆိုရင်အမြန်တွိုင်းမှတင့်မြတ်ပါတောင်းပန်လိုက်ပါတင်မားတယ်ဆိုရင်ပေါ့လေတင်မားတယ်ဆိုရင်တွိုင်းမှတောင်းပန်လိုက်ပါတင့်မြတ်မှုကိုယူပါဒါမှဒါလင်နှစ်တက်မှာကောင်းကြီးဖြစ်မယ်ညီကိုမောင်တို့ဒါကြောင့်နှစ်ဆုံးမှာလေနှစ်မကုန်ခင်လေးမှာယုံကြည်သူတွေအပြစ်ဝင်ချပြီးမှတောင်းပန်တတ်ဖို့အင်မတန်ရေးကြီးတယ်ဒါမှဒါလင်သင်ဟာနှစ်တက်မှာကောင်းကြီးအစ30အစ60အစ100နဲ့ကောင်းကြီးမင်္ဂလာတင့်ကိုရစ်ပတ်လိုက်မယ်လို့ခွန်အားပေးနဲ့နှိကုံးချုပ်ပါတယ်